certificate တွေကမှတချို့ကျွန်တော်အတွက် memory ဖြစ်စေတယ်အမှတ်တရဖြစ်စေတဲ့ certificate လေးတွေကိုကျွန်တော်ရှင်းပြပေးခြင်းပါတယ်ဆိုတော့အဲ့ဒီကာလတွေမှာtry ခဲ့တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်း memory ဖြစ်နိုင်ပါတယ်တကယ်လို့ကိုက beginner တယောက်ဖြစ်တဲ့ penetrator တယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီရှေ့မှာကျွန်တော်တို့ senior တွေဘယ်လို try ခဲ့ကြတယ်စူးစမ်းခဲ့ကြတယ်ဆိုတော့နားထောင်ပြီးတော့ဘုသူတ္တတွေလည်းရမယ်လို့ထင်ပါတယ်ဗီဒီယိုကိုဆုံးအောင်ကြည့်စေချင်ပါတယ်ကျွန်တော်ကအသက်30ပတ်ချာလဲလောက်မှာဒီ trading ကိုကျွန်တော်စတည်တယ်ဗောလေဆိုတော့ကျွန်တော်တို့ trading တက်တန်းတော့တော်တော်ကြားတဲ့ထဲမှာတော့ပါပြီကျွန်တော်အသက်40ပတ်ချာလဲဆို10နှစ်beginner life နဲ့ဒီ real trade တဲ့ life နဲ့ပေါင်းမယ်ဆိုရင်တော့တော်တော်ကြာပြီလို့ပြောလို့ရတယ်ဗောလေဆိုတော့သက်30လောက်ကနေပြီးတော့စပြီးတော့တည်ပြီးတော့ဒီထဲရောက်လာတာဗောလေဆိုတော့ဒီ funded ဖြည့်တဲ့ like ကတော့ကျွန်တော်2020-21လောက်မှာစပြီးတော့ဖြည့်တာဗောလေဘာဖြစ်လို့လဲဆိုတော့အဲ့စာပိုင်းမှာကျွန်တော်တို့ကကိုပိုင် account နဲ့ကိုပိုင်ကို deposit ထည့်ပြီးတော့ trade ကြတာဗောလေbeginner life ကနေပြီးတော့ဒီ real trade တဲ့ color အထိမှာတော့ကျွန်တော်တို့ system တစ်ခုရှိတယ်ဗောလေအဲ့ system ကနေလည်းပြီးတော့ funded life ဖြစ်လေပြီးတော့ကျွန်တော်တို့ system တစ်ခုပြောင်းလိုက်ရတယ်ဗောဘာလို့ fan ကမတူလေ real trader နဲ့မတူကျွန်တော်တို့အဲ့ကာလာ2020-2021ပတ်ချလဲတယ်ဗောလေဆိုလို့ရှိရင်တော့တည်ပါတယ်ကျွန်တော်တို့အချိန်နဲ့ဖြေရတာရှိတယ် emotion အချိန်နဲ့ဆိုတော့တစ်လဗောလေ face တစ်ခုကိုတစ်လလောက်ပဲအချိန်ရတာဗောလေဆိုတော့ fan ကလည်းများစားတိတ်မရှိပါဘူး real trade ခဲ့တဲ့ trader တွေဖြစ်တဲ့တော့ကျွန်တော်တို့မှာ system တစ်ခုတော့ရှိတယ်ဗောလေဒါပေမဲ့အဲ့ system ကလည်းအကုန်ပြောင်း update လုပ်ပြရတာဗောလေ trade တဲ့ system လည်းပဲ update လုပ်ပြရတယ်ဘယ်လို update လုပ်ရလဲဆိုတော့ဥပမာ 10% ဆိုလို့ရှိရင်ကိုပိုင် account ကိုဖြည့်တဲ့အခါမှာကျွန်တော်တို့က1% ဖြည့်ဝင်လိုက်တယ်ဗောဗျဝင်လိုက်လို့နောက်နေ့ကျွန်တော်တို့ရဲ့ target မရောက်သေးဘူးကျွန်တော်တို့ရဲ့ profit မရောက်သေးဘူးဆိုကျွန်တော်တို့ဆက်ကင်ထားလို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ဒီ fan တွေမှာကျတော့အဲ့ပြဿနာရှိတယ်အဲ့ဒါဘာလဲဆို daily drawdown ပေါ့လေ daily drawdown ကတချို့ fan တွေဆို3% တို့ 5% တို့အဲ့ထက်ပိုပြီးတော့ရှုံးလို့မရဘူးအဲ့ထက်ပိုပြီးတရက်ထက်မှာရှုံးသွားလို့ရှိရင် daily drawdown မိပြီးတော့ account ပြုတ်တယ်ဗောလေဆိုတော့အဲ့ဟာတွေကိုကျွန်တော်တို့ဘောင်ဝင်တန်းဝင်ဖြစ်အောင်ကျွန်တော်တို့ system တွေကိုပြန်ပြီးတော့အစအဆုံးပြန်ပြီးတော့ rebuild လုပ်ရတယ်နောက်ဒီတစ်လတော့မှာကျွန်တော်တို့အောင်ဆိုရင်ဘယ်လိုမျိုးငါတို့ risk ယူမလဲဆိုတော့ risk management တွေအများကြီးပြန်လုပ်ရတယ်ဆိုတော့အဲ့ခါမှာကျွန်တော်တို့ real trade ခဲ့တဲ့ account system တစ်ခုလုံးကိုပြန်ပြီးတော့ rebuild လုပ်ရတဲ့ကာလတွေဗောလေ2021မှာဆိုကျွန်တော် system ပြန်ပြီးတော့လုပ်ရတယ်ပြီးတော့ကျွန်တော်တို့ဖြည့်ကြည့်ရကြာတယ် daily drawdown တွေမိတယ်တချို့ fan တွေကြောင့်အောင်ငံနေကြမှာရက်ပြေသွားလို့ပေါ့လေဆိုတော့ 1% လောက်လိုလို့ 0.5% လောက်လိုလို့အဲ့လိုကြမှာအချိန်ပြေသွားလို့တစ်လပြေသွားလို့မအောင်လိုက်ရတာတို့ဘာလို့အဲ့ပြဿနာပေါင်း16000ပေါ့လေအဲ့ရတွေကိုကျွန်တော်တို့ဖြည့်ရှင်းနေရတဲ့ကာလတွေပေါ့လေဆိုတော့အဲ့2022မှာတော့ကျွန်တော်စပြီးအောင်ပြီဆိုတော့ဘယ်မှာသွားအောင်လဲဆိုတော့ True Forex Fan မှာကျွန်တော်စအောင်တယ် True Forex Fan မှာစအောင်တယ်ပေါ့လေဒါ phase 1ပေါ့လေနောက်တစ်ခုကတော့ phase 2ပေါ့လေ phase 2ကတော့ phase 1အောင် phase 2ဆက်ဖြစ်ရတာပေါ့လေဆိုတော့အဲ့ဟာနှစ်ခုပဲကျွန်တော်မှာ email ထဲမှာရှာပြီးတော့တွေ့တော့တယ်ဒါပဲရှိတော့တယ်ပေါ့လေဆိုတော့ဒီကောင်ကျွန်တော်ဒါကတော့ True Forex Fan မှာကျွန်တော်အောင်ခဲ့တဲ့ဟိုပါပေါ့လေတက်တွေပဲပြောပါထားပါတော့ဒီကောင်ပေါ့လေဒါ2022မှာ2022လောက်မှာကျွန်တော်အောင်တာပေါ့လေဆိုတော့ဒီကနေလည်းပြီးရောအောင်ပြီးတော့ကျွန်တော် system တစ်ခုရပြီဗောလေ fan ဘယ်လိုအောင်ဖြည့်ရမလဲဆိုတော့ system တစ်ခုရပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ fan လည်းတိတ်မကြောက်ဘူးကျွန်တော်တို့ဒါပေမဲ့သူ withdraw တွေထုတ်ပေးပါတယ်ဒီ fan withdraw တွေတကယ်ထုတ်ပေးခဲ့တာပါဆိုတော့ Diwali ခံကရှုံးလို့ Diwali ခံသွားတယ်လို့ပဲကျွန်တော်မြင်နေ scan နေလို့တော့မမြင်ပါဘူးဒါပေမဲ့ဒုတိယတစ်ချိန်အောင်ပြန်လာတယ်ဒုတိယတစ်ချိန်လာတော့ကျွန်တော်မဖြေတော့ဘူးဗောလေဒါကတော့ကျွန်တော်တို့အစောပိုင်းကာလဒီ True Forex Fan ရဲ့အစောပိုင်းကာလမှာကျွန်တော်ဖြေခဲ့တဲ့သူတွေဗောလေဆိုရင်သိပါတယ်ဆိုတော့အဲ့ဒီအနေနဲ့ပြောကျွန်တော်တို့ကနောက်တစ်ခုကျွန်တော်ထပ်ဖြည့်တယ်ဗောလေအဲ့ဒါကတော့ Alpha Capital Alpha Capital က Alpha Capital ကတော့ကျွန်တော်အကြိုက်ဆုံး fan ဗောလေဆိုတော့ဒါကိုကျွန်တော်ပြီးရင်ပြန်ပြောမယ် Alpha Capital ဖြည့်တယ်အဲ့နောက်ပိုင်းမှာrestricted country ဘာညာဆိုပြီးကျွန်တော်တို့လုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့နောက် fan တစ်ခုဗောလေထပ်ဖြည့်တယ် True the Funded Trader ဆိုတဲ့ဒီ fan ဗောလေတော့ဒီဟာကျွန်တော်ဒါ Defender Trader မှာအောင်ခဲ့တဲ့ certificate ပါဆိုတော့ဒီကောင်က phase နှစ်ခုရှိတယ်သူမှာပါလေ3 phase ဖြည့်လို့ရတဲ့ဟာရှိတယ်ဇစ်သက်တာလေနောက်ပြီးတော့သူက555လားမသိဘူးသူက5 phase 1က 5%
ဟုတ်တယ် 5% phase 2 5% phase 3 5% အဲ့လိုမျိုးလားမသိတိတ်တောင်မှတ်မိတော့ဆိုတော့ဒီကောင်လည်းပဲအဲ့ဒီဝါလီခံသွားတယ်အရန်ပြီးအမြက်တွေထုတ်ပေးရသူတကယ်ထုတ်ပေးခဲ့တာပါဒီအများကြီးထုတ်ပေးပြီးတော့သူတို့ဒီဝါလီခံသွားတဲ့ fan တစ်ခုပဲစကန်တယ်လို့တော့ကျွန်တော်မမြင်ဘူးဘာလို့ဆိုတော့အများကြီးပတ်စံတွေထုတ်ပေးခဲ့ကြတာထုတ်ခဲ့တဲ့သူတွေလည်းအများကြီးပဲဗောလေမြန်မာနိုင်ငံမှာလည်းဒီ fan မှာအောင်ပြီးတော့ထုတ်ခဲ့တဲ့သူရှိမယ်လို့ထင်ပါတယ်ဆိုတော့ဒါပေမဲ့ဒီကောင်တွေကတော့ကျွန်တော်အရင်ကြာကြီးဒီမှာtrade ခဲ့တာတော့မရှိကျွန်တော်အကြဆုံး trade ခဲ့တာကတော့ဒီ alpha capital ဗောလေကျွန်တော်ကြိုက်ဆုံးပါ alpha ကိုဘာလို့ကျွန်တော်ကြိုက်လဲဆိုတော့ alpha ကသူကdiscount ပေးတာလည်းကောင်းတယ်ဗော 30% discount လို့အဲ့လိုမျိုး discount နဲ့ကျွန်တော်ရတယ်ဗောလေdiscount တွေကောင်းတယ် discount ပေးတာကောင်းတယ်နောက်အကြိုက်ဆုံးကတော့ zero commission fee 0နဲ့ free ဗောလေ commission fee ဆိုတာ0ကကျွန်တော်တို့အတွက်အရင်ကိုမိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့1 minute trader တွေ1 minute trader ဖြစ်တဲ့အတွက်1 minute မှာကျွန်တော်တို့ trader နောက် SMC ICD trade တဲ့လူတွေဖြစ်တဲ့အတွက်1 minute trader ဖြစ်တဲ့အတွက်ပြဿနာပါရှိလဲဆိုတော့ lot size တွေကြီးတယ်lot size တွေကြီးတယ် entry တစ်ကြောင်းဝင်ပြီဆိုလို့ရှိရင် SL ကနည်းတဲ့ခါကျ5ဥမာ GBUSD ဆိုလို့ရှိရင်ကျွန်တော်ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်5 bit 6 bit 10 bit SL ထားတဲ့ခါအကောင့်ကြီးသလားကျွန်တော်ရဲ့ lot size ကကြီးတယ် lot size ကြီးရင်ကြီးသလား commission fee ပေးရတယ်ဒီ fan ကြတော့အဲ့လိုမျိုး alpha capital ကကြတော့ zero commission fee ဖြစ်တဲ့အတွက် commission fee မပေးရတဲ့အခါကျတော့ဖြေတဲ့အခါမှာလည်းအဲ့ဒီအတွက်နှုတ်ခံရတယ်ဗောလေငွေ amount ကနေ profit ကနေပြီးတော့ကျွန်တော်အနှုတ်ခံရတာမရှိတဲ့အတွက်ဒီအောင်ဖို့အတွက် chance ပိုများတယ်ပေးတကယ် real ကအောင်ပြီးတော့ကောက်မှလည်းပဲအဆင်ပြေတယ်နောက် spread လည်းရင်းနေတယ် spread ဆိုတာ spread ဟာအရင်နေတယ်ဗောနော်ချာ fan ဖြည့်သမျှ fan မှာကျွန်တော်အကြိုက်ဆုံးပါ spread လည်းနေတယ် zero commission fee discount ကုန်မိုက်တယ်ဆိုတော့ profit ထုတ်ရတာလည်းဘာမှမရဘူး AC ပဲတစ်ခါလေး VPN မှာညာကြော်မိရင်တော့ short မရှိဘူးပြောလိုက်လို့ရတယ်နောက်သူ့ရဲ့ background ဗောလေ stable လုပ်တဲ့ဒီထောင်တဲ့နိုင်ငံလည်းကောင်းတဲ့ခါကျတော့အဲ့ပြဿနာတွေတော်တော်ရှင်းတယ်သူများတွေအဲ့ဒီကာလမှာ2023-24ဗောလေကာလတွေမှာ FDMO တို့E8 တို့เนาะဒီနောက်ဗာလဲ Finance တို့ဒီမှာပတ်စံထုံမပေးတာတို့ဘာတို့အရေးကတော့ထုတ်ပေးပါလေထုံမပေးပါတို့ရစ်တာတို့ဘာလို့အဲ့လိုတိုင်ပတ်နေတဲ့အချိန်မှာကျွန်တော် Alpha Capital မှာပျော်မွေ့နေတာဗောလေ Alpha Capital တကယ်မိုက်ပါလေ Alpha Capital မှာကျွန်တော်ကြိုက်ဆုံး fan တစ်ခုပါဆိုတော့အဲ့ရနေလည်းပြီးရောကျွန်တော်နောက်ပိုင်းမှာဒီကောင် restricted country တွေကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာ ban လိုက်တယ်ဗောဗျာကျွန်တော်နိုင်ငံကို ban လိုက်တဲ့အချိန်မှာကျွန်တော်နိုင်ငံသားတွေဆိုတော့ပို့ဆိုတာကျွန်တော်တို့နိုင်ငံသားကိုအဘန်းခံတာအဲ့ဒါအဆိုးဆုံးပဲဗောလေအဲ့တော့မြန်မာနိုင်ငံသားတွေကိုဘန်းတဲ့အခါကျတော့ထိုင်းကနေကျွန်တော်ဖြေမယ်ဆိုလို့ရှိရင်တော့မရဘူးဗောလေlocation ထိုင်း location နဲ့ပြပြီးဖြေတယ်တော့မရအဲ့လိုဘန်းလိုက်တဲ့အချိန်မှာကျွန်တော်နောက်တစ်ခုဒီနေ့ထဲမှာဆိုကျွန်တော် finance က funding pick ကကျွန်တော်တို့ try နေပါလေအဲ့တော့ finance မှာတော့ကျွန်တော်ဒီမှာ withdraw ထုတ်ထားတာလေးလည်းရှိတယ်ဒါ finance က certificate ဗောလေဆိုတော့လောလောဆယ်မှာလည်းအကောင့်အကြီးတစ်ခုကျွန်တော်ထပ်ဖြည့်နေတယ်finance ဗောလေဒါကတော့ finance ကကျွန်တော်ဒါတလပိုင်း2025တလပိုင်းကဆိုတော့2025တလပိုင်း2025တော့ကျွန်တော်ဒါရခဲ့တဲ့ certificate ပေါ့လေဒါ finance မှာအောင်ခဲ့တဲ့ certificate ပေါ့လေအဲ့ရနေကျွန်တော် withdraw လည်းထုတ်ထားတယ်ဒီဟာတွေပြခဲ့တာကတကယ်တော့အရေးကြီးလားဆိုတော့အရေးတော့ကြီးပါတယ် finance trader တယောက်ဖြစ်ဖို့passport မလွယ်သလို withdraw ထုတ်ဖို့လည်းမလွယ်ဘူးဒါပေမဲ့အဲ့ကာလတွေဖြတ်ကျော်ပြီးရင်ရောဒီအောင်မိသား account တစ်ခုကနေရေရှည်ထုတ်လို့ရအောင်လုပ်ဖို့အောင်လွယ်သလားဆိုတော့မလွယ်ပြန်ပါဘူး။နောက် account တွေပြုတ်သွားတဲ့ခါမှာကျွန်တော်တို့ရဲ့ withdraw တွေကနေပြန်ပြီးတော့ profit တွေကနေပြန်ပြီးတော့ စိုက်ပြီးတော့တော့ 8 cat ထဲပါသွားတာတွေအဲ့ပြဿနာတွေတောင်ရှိပါတယ်။ဆိုတော့အဲ့ပြဿနာတွေကဘယ်လိုဖြေရှင်းမလဲဆိုတော့အဲ့ဒီအပိုင်းတွေကတော့ zero risk system တခုနောက် video တစ်ပုတ်မိတ်ဆက်ပေးလို့ရှိပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်အောင်ဘယ်လိုလုပ်မလဲပေါ့လေ finance trader တယောက်ဖြစ်အောင်ဘယ်လိုလုပ်မလဲနောက်တစ်ခုကအဲ့ဒီအောင်ခဲ့တဲ့ account တွေကနေရေရှည်ကျွန်တော်တို့ withdraw တွေထုတ်နိုင်ဘယ်လိုလုပ်မလဲတကယ်လို့ဒီ account တွေ fail သွားတဲ့အခါမှာကျွန်တော်တို့ recovery တွေဘယ်လိုလုပ်မလဲပေါ့လေဆိုတော့အားတွေကျွန်တော်တို့ run နေတဲ့ကျွန်တော်တို့ zero risk team က run နေတဲ့ system တခုလုံးကို video ချပြဖို့ရှိပါတယ်အဲ့ဒီတော့လည်းလူခေါ်ဖို့ရှိပါတယ်ကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ပါမယ်